Hello ဒီနေ့မှာတော့ခြားပြားလေးရတောင်းတတဲ့ကြာစင်ကျော်လေးလို့ဆက်မဖြစ်ပါတယ်ထုံးစံတိုင်းနဲ့ကျမရဲ့မပေါမဖြစ်စစ်ပုံလေးစစ်တတ်ပါတယ်ဒီပုံစံလေးကတော့ကျမအမြဲတမ်းကြော်စားတဲ့ကြာစင်ကျော်ပုံစံလေးပါနော်ဒါကတော့ကျမတုံးတဲ့ဝတ်သား ready made ဘူးလေးပါဒီဘူးလေးကိုကျမကအမြဲတမ်းတုံးဖြစ်တယ်ပေါ့နော်ဝတ်သားနဲ့ကြော်ပါတယ်ပြီးတော့ရေနွေးလေးထည့်ပြီးတော့ဝက်သားလေးတွေအီအောင်အဖုံးလေးခဏပေးထားပါမယ်ဝက်သားလေးတွေအီပြီးဆိုရင်ကျမတို့ကဝက်သားကိုအဖက်ကြီးတွေမကြိုက်တဲ့အတွက်ဝက်သားတွေကိုလာပြီးတော့ရှေ့ပေးလိုက်ပါတယ်ရှင်ကျမရဲ့ဒီကြော်တဲ့ပုံစံလေးကတော့ကျမကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးဝက်သားလေးတွေကြည်သွားပြီဆိုရင်တော့ကိုသုံးရှင်တဲ့အသီးရွက်လေးတွေရေးစေးထားတာကိုလာပြီးထည့်ပေးလိုက်ပါတယ်ကျမကတော့အမြဲဥနေနဲ့ဒီ coffee တုပ်ကိုသုံးပါတယ်ချင်းအတီးရွက်လေးနွေးနွေးလေးနွမ်းသွားအောင်လို့ကျမဖုန်းလေးခဏလေးအုပ်ပြီးထားလိုက်ပါတယ်အတီးရွက်လေးရလည်းဣသွားပြီအနေတော့ရပြီဆိုရင်ကျမတို့ရေစိမ်ထားတဲ့ကြာစံကိုထည့်ပေးလိုက်ပါတယ်ရှင်ကျမကတော့အရသာအတွက်ပဲငံပြားကြီးအနောက်လေးကိုပဲသုံးထားပါတယ်ဝက်သားရဲ့အရသာကလည်းသူ့အရသာလေးပါပြီးသားဆိုတော့ဘာမှမထည့်ပါဘူးဟင်းချုံမှုလေးလည်းမသုံးပါဘူးရှင်ပင်းကပြရင်နောက်လေးထည့်ပြီးအပေါ်ငယ်လေးမြည်ပြီးတော့ကျမကကြာစံကြော်ဆိုလို့ရှိရင်အရင်အီလေးပဲစားရတဲ့အတွက်အီလေးကြော်လိုက်ပါတယ်ဒါဆိုရင်တော့စားလို့ကောင်းတဲ့ကြာစံကြော်လေးရပါပြီကျမကတော့ဟင်းရည်ကြိုက်တော့သူ့ကိုတွဲစားဖို့ကျုပ်ဟင်းရည်လေးအလွယ်တကူရှင်းလိုက်ပါတယ်ရှင်အားလုံးပဲ bye bye